ကယ်ကိုဗျာနေချင်းစပွဲကောင်းတော့အောင်တန်ရှင်းတက်ရတာကိုတွေ့ရတယ်ခန်းအတွင်းမှာတကယ်ကိုကြွေပြားအပြည့်နဲ့စီလင်မှာဆိုလို့ရှိရင်လည်းတကယ်ကိုတက်တက်ရရနဲ့မီးလာဆင်ထားတာကိုတွေ့ရတယ်ဝါတကယ်ကိုတက်ရလုံးလာပါတယ်ခန်းတိုင်းကိုလည်းဘရင်းပေါက်တွေတက်ဆင်ထားတဲ့အတွက်အလင်းအောင်ကောင်းကောင်းရတယ်လေဝင်လေထွက်ကောင်းတာကိုလည်းခံစားရမှာဖြစ်ပါတယ်Master Baron တခန်း Single Baron နှစ်ခန်းပါဝင်အောင်တွေ့ရတယ်ခင်မီရဲ့စမ်းတစ်တဲ့တန်ရှင်းတက်ရပါတယ်ကျွန်တော်တို့ Dining Kitchen ဆိုလို့ရှိရင်လည်းကျယ်ဝန်းပြီးတော့တက်ရရလေးနဲ့ရှိနေတာကိုတွေ့ရတယ်အဲဒါရေချိုးရန်အင်တာကိုလည်း Dining Kitchen မှာထည့်သွင်းပေးထားပါတယ်ကျွန်တော်ဘုရားခန်းဆိုလို့ရှိရင်လည်းတန်ရှင်းတက်ရပြီးတော့တကယ်ကိုပဲတက်ပဲလုံးပါပါတယ်။အင်ရှိဝရနာဆိုလို့ရှိရင်လည်းကျွန်တော်အပြင် view ကိုအပြည့်အဝမြင်တွေ့နိုင်အောင်မှန်နေနဲ့ဖွဲ့စည်းထားတယ်။ပေးရတဲ့ဈေးနဲ့တကယ်ကိုတန်ပါတယ်ဗျာ။3800နဲ့ရောင်းချပေးသွားမှာပါ။ square feet အနေနဲ့1944 square feet ထိအောင်ရှိပါတယ်။ကဲခန်းလေးနဲ့ကြည့်ပြီးသွားပြီဆိုတော့လူချင်းမင်းတို့လည်းစိတ်ဝင်စားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။